お疲れ様です。てっつです。自己紹介မှာဘာတွေမေးနိုင်လဲဘယ်လိုစကားလုံးတွေကိုတည်ထားမလဲဆိုတော့လည်းပတ်သက်ပြီးတော့တည်တဲ့လောက်လေးပြန်ပြီးတော့မျှဝေပေးမယ်နော်はいまずはですねပထမဆုံးဘာလို့အောင်လဲဆိုရှင်အပြင်မှာလူတွေဆိုလို့ရှင်ကျွန်တော်အပြင်မှာဆိုလို့ရှင်တကားဖွင့်ဝင်လာတော့ဘာလို့ရှိတာပေါ့နော်တကားဖွင့်ပြီးဆိုလို့ရှင်ဖွင့်ဝင်ကြည့်တော့失礼します失礼しますဆိုပြီးပြောရတယ်နော်ဥပမာတကားဖွင့်ပြီးဝင်သွားပြီလို့ရှင်ထိုင်ကုန်ဆွဲထိုင်မယ်ဆိုလို့ရှင်လည်းထိုင်ကုန်ဆွဲထိုင်ပြီးလို့ထိုင်တော့မယ်ဆိုလို့ရှင်လည်း失礼しますခေါင်းရင်းကုန်ပြီးတော့失礼しますဆိုပြီးပြောပြီးလို့ရှင်ထိုင်ပြီးတာနဲ့本日はお時間をいただきありがとうございます。で、本日လို့ဖတ်တာပါနော်。ပြောမဟုတ်ဘူးနော်。ဆိုပြီးဖတ်တယ်本日はお時間をいただきお時間をいただきありがとうございます。ကျေးဇူးတင်ပါတယ်ပေါ့နော်။ထိုင်ပြီးပြီဆိုလို့ရှိရင်ဟိုဘက်ကနေပြောလိုက်မယ်။それでは自己紹介お願いします。自己紹介お願いします。ဆိုလို့ရှိရင်はい、自己紹介を始めさせていただきます。始めさせていただきます。さあ、バラムボリの。はじめまして、鉄と申します。鉄と申します。で、今度は申します。ということで、本日はよろしくお願いします。よろしくお願いいたしますでやれ。5秒ကြီးနေတာပဲနော်よろしくお願いしますဆိုပြီးရတယ်ဟုတ်ပြီလား Okay ဆိုတော့ဘယ်လိုမေးခွန်းတွေမေးနိုင်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်မေးခွန်း၄ခုပေါ့နော်အကြမ်းပြီး၄ခုရေးထားပြီလေဒီလောက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်なぜ弊社を志望されたのですか弊社ဆိုတာကသူတို့ကုမ္ပဏီပြောတာပါနော်သူတို့ကုမ္ပဏီဘာဖြစ်လို့志望နောက်က志望されたのですかဘာဖြစ်လို့သူတို့ကုမ္ပဏီမှာလှုပ်ရှားရတာလဲဆိုပြီးမေးတာနော်ဒီကောင်ကကျတော့ own ရှာတယ်ပဲ own ရှာလူကြီးမင်းရဲ့ယဉ်ကျေးတဲ့အသုံးအနှုန်းပေါ့နော်ဒီကုမ္ပဏီကိုလှုပ်ရှားရခြင်းအကြောင်းရင်းဆိုလို့ရှိရင်တော့弊社の具体的な点具体的ဆိုတာကကျတော့ထားပါတော့ဒီအကုန်လုံးဖတ်လိုက်မယ်လို့ရှိရင်弊社の何々点に魅力を感じ志望いたしました志望ですねဒါ6တာတင်တာ6တာပေါ့နော်အလုပ်6တာပြောတာဘာအချက်လဲဆိုတာတော့ကိုယ့်ကိုစဉ်းစားမှာပေါ့နော်အဲ့ဒီသူတို့ကုမ္ပဏီမှာလို့ဆိုလို့ရှိရင် communication လုပ်ကိုတက်လာမှာလားပတ်စံတော့ပြောလို့မရဘူးနော်ပတ်စံတော့ပြောလို့မရဘူး金が欲しいからですそれはダメ。そんなん言っちゃダメなの。まあ、本当の目的はそうかもしれないけどね。တကယ်လိုချင်တာတော့ပတ်စံဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါမှမဟုတ်အလေးသွားပြောလို့မရဘူး။ကိုလိုချင်တာကဘာရနိုင်မလဲဘောနော်။ကိုလိုချင်တာကဘာလဲ။ဘာရနိုင်မလဲဆိုတော့ကောင်းတဲ့ချက်ကိုယူပြီးတော့မိလျော့ခုကျွန်တော်မိလျော့ခုလို့ပြောတယ်။မိလျော့ခုဒီအချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော့ရန်ကိုသဘောကျဖို့ကောင်းတယ်။နှစ်သက်ဖို့ကောင်းတယ်ဆိုပြီးတော့တွေးပြီးတော့တကြောင်မလို့နော်魅力を感じ志望いたしました။တော့အဲ့လိုမျိုးလှုပ်ရှားလိုက်တာပါဆိုပြီးပြောတာ။ Okay ဒါတော့皆さんのဟောပေါ့面接ဖြေမယ်ဆိုလို့ရှိရင်လူတိုင်းဒီပါပြင်ကိုပြင်ကြတဲ့ဥစ္စာပဲနော်။あなたの強みは何ですか強みလို့ပြောတယ်နော်ဒီကောင်強み強みနောက်တစ်ခုကကျတော့皆さんがတည်ပြီးသားချောလျှော်ဆိုရှင်ချောလျှော်ကောင်းတဲ့အတန်းပေါ့ကောင်းတဲ့အချက်ပေါ့လေနော်あなたの強みは何ですかあなたの長所は何ですかအမင်းလုံနေတာကောင်းလုံနေတာဘာရှိလဲအမင်းကျွမ်းတာပါလဲပေါ့နော်အဲဆိုလို့ရှင်私の強みは何々ですဒီနားမှာကိုယ့်ရဲ့強みをထည့်ရမယ်何々ですဒါ前職ဆိုပြပါတယ်前職အရင်အလုပ်တော့အလုပ်လုပ်ပြီးရဆိုလို့ရှိရင်ပေါ့နော်မလုပ်ဘူးဆိုလို့ရှိရင်လည်းပဲဒီကောင်ကတော့ထည့်ကြမလို့ဘူးဒါမှမဟုတ်လို့ရှိရင်လည်းကြောင်းတက်တုံးကတော့ဘယ်လိုအသုံးဝင်ခဲ့ပါတယ်ဘယ်လိုအတွေ့အကြုံရှိခဲ့ပါတယ်ဆိုလို့ရှိရင်တော့အဲ့လိုပြောချင်တယ်ဆိုလို့ရှိရင်ဒါလေးထည့်လို့ရတယ်နော်前職ではအရင်အလုပ်တုံးကဆိုလို့ရှိရင်တော့具体的なという経験がありましたဒီလိုအတွေ့အကြုံတွေတော့ရှိဘူးပါတယ်ဆိုပြီးတော့ပြောရအဲ့လိုပြောလို့ရတယ်အေးနော်လို့ရှိရင်あなたの弱みは何ですかဒါ弱み皆さんがတည်ပြီးသားကပါလဲ短所နော်အဲ့တော့တိတ်ပြီးတော့မကျွမ်းတာပေါ့နော်တိတ်ပြီးတော့စိတ်ပိုင်းဆိုင်ရာဖြစ်ဖြစ်ပေါ့နော်အဲ့လိုဒီ skill ပိုင်းဆိုင်ရာဖြစ်တစ်ခုပေါ့မကောင်းတဲ့ဟာပေါ့နော်弱みという点がございますがဒါတော့ဂျပန်ဆန်ပေါ့လေနော်ကျွန်တော်ရဲ့ဒီမကောင်းတဲ့အချက်弱みပေါ့နော်အဲ့လိုမျိုးအချက်ကတော့ရှိပေမဲ့လို့改善策ဆိုတာကကျတော့အဲ့ဒီဟာကိုပြင်ဆင်ဖို့အတွက်ကိုကလိုမျိုးကြိုပြီးစဉ်းစားပြီးသားပေါ့နော်စဉ်းစားထားတယ်ဒီ改善策ကိုကိုလာခက်တဲ့おりますပြင်ဖို့လုပ်နေပါတယ်ပြင်နေပါတယ်ဆိုတဲ့ပုံစံမျိုးလို့ပြောလို့ရှိရင်တို့ထည့်ပြောလို့ရတယ်ကောင်းတယ်နည်းခက်တယ်ဆိုလို့ရှိရင်တော့ပြောနေပါနော်အခုမီနာဆန်ကဖြေမှာကကျတော့ N3 level လောက်နဲ့ဆိုလို့ရှိရင်တော့လည်းထည့်ပြောရင်လည်းပြောပါနော်ပိုးတော့ဆိုရင်ခန်းကြီးနဲ့ရင်းနှီးတယ်ပြောနိုင်တယ်ဆိုလို့ရှိရင်တော့လည်းမှတ်ပြီးပြောရင်ပြောပေါ့အချက်ပြီးပြောရင်ပြောပေါ့မှားမှာဆိုရင်တော့လည်းမပြောနဲ့ပေါ့နော်ဒါမျိုးလို့တားရမမှတ်ပါဘူး改善策ဆိုပြီးမှလာလို့ရှိရင်ရတယ်Okay နောက်တစ်ခုကနောက်ဆုံးတစ်ခုကチームと働く時に大切にしていることは何ですかအသင်းဖွဲ့နဲ့လုပ်တဲ့အချိန်မှာပေါ့နော်အရေးကြီးတယ်လို့ထင်တဲ့အချက်ထင်တဲ့အကြောင်းအရာကဘာလဲလို့မေးတာပေါ့နော် Okay အောက်ကဆိုတော့ဒါလုံးအဖြေရေးထားပေးတာပေါ့နော် communication နော်ဒါဂျပန်လိုပြောတော့ communication ဖြစ်သွားတယ် communication を大切にしておりますဒီကောင်大切にしてます communication ကိုကျွန်တော်အရေးကြီးတယ်လို့ကျွန်တော်ကတော့ထင်ပါတယ်အရေးကြီးပါတယ်team member team member ပေါ့နော်ဒီအသင်းအဖွဲ့ထဲမှာရှိတဲ့လူတွေကိုပြောတာပေါ့နော်အဖွဲ့အစည်းကိုပြော
또 팀 멤버 또는 정보 교육 그걸로 가게 교육 정보 교육 다 들어 information sharing လုပ်တာ information sharing လုပ်တာကိုလည်းကျွန်တော်ဒီထားပြီးလုပ်ပါတယ်ဗောနော်လုပ်ပါမယ်အဲ့လိုမျိုးလုပ်မယ်ဆိုလို့ရှိရင်協力ဆိုတာကကျတော့အကုန်လုံးနဲ့ပူးပေါင်းဆောင်ရွက်တာကိုပြောတာဗောနော်協力して仕事進めることを重視しております。いい言葉ですね。重視。それがあရေးပေးအလေးတစိုက်လောက်တာပြောတာでさにもいろ軽視な軽く見て軽くすることを重視する軽くは軽視ですねな時間が重く見ることを重視するပြောတယ်အဲ့လိုမျိုးပေါ့နော်ဒီ team member တွေနဲ့ information sharing ကိုလုပ်မယ်ပြီးလို့ရှိရင်အလုပ်ကိုအတူတကွပူးပေါင်းဆောင်ရွက်ပြီးတော့လုပ်ပါမယ်ပေါ့နော်အဲ့လိုမျိုးလုပ်တဲ့အချက်ကိုကျွန်တော်ကတော့အရေးကြီးအဲ့လိုမျိုးစဉ်းစားပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောထားတာ okay နဲ့ရှည်သွားပြီနော်အဲ့ဒီမှာလေတိထားတဲ့စကားလုံးလေးကိုပြောပြမယ်ဟော can ကလည်းတည်အောင်နော်ဒီကောင်ကတော့အတွေ့အကြုံ no လုပ်ပါကြတော့သူကဒီ ability ပေါ့နော်လုံနိုင်စွမ်းကို can ဒါရောအဖွဲ့အစည်းနဲ့လောက်တဲ့ထားပါတော့နော်အဲ့လိုအဖွဲ့အစည်းနဲ့လောက်တဲ့အချိန်မှာအဲ့ဒီအဖွဲ့အစည်းတွေဘယ်လောက်ကောင်းကျိုးတွေလုပ်ပေးနေတယ်လဲ contribution လို့ပြောတာပေါ့နော်အဲ့ဒီဟာကို can ဆိုပြောတယ်ဒါတိမှာပေါ့မိုကူရှောပေါ့နော်ဒီမှန်ချက်ဒါစေချောဒါတိုးတက်မှုကိုပြောတာနော်責任感ဒါကကျတော့တောင်းယူမှုတောင်းခံမှုကိုကြိုးချင်းဆိုတာကကျတော့တိုးတက်လို့စိတ်ခါတိုက်ဒါကျတော့ပြဿနာကိုလည်းပြောတယ်နော် challenge ကိုလည်းအဲ့လိုပြောတယ်နော်ထပ်ဆဲကကျတော့အောင်မြင်မှုနော်တခုကိုပြီးမြောက်အောင်မြင်တယ်ဆိုတော့အဲ့ဒီပြောရနော်ဒါပုံမှာပဲဒါဇန်ရှုတ်အရင်ကအလုပ်ပြောတာထန်တိုကဟေးထန်တိုဒါတော့တောင်းခံတာပေါ့နော်အလုပ်တောင်းခံပုံစံမျိုးနဲ့ပြောတာနော်ဒီကောင်ကကျတော့ပြောမှုလုပ်ပြောတာနော်โอเคနောက်ဆုံးမှာဆိုလို့ရှိရင်ပေါ့နော်ဒီပေါ့နော်ဒီဂျပန်စကားအဆင်ပြေတယ်ပြောနိုင်တယ်ဆိုနိုင်တယ်ဆိုတဲ့လူတွေကကျတော့ထပ်ပြီးတော့မေးချင်တယ်မေးလို့ရတယ်質問してもよろしいでしょうかမေးလို့ရမလား入社後の、まあ、これは別にしなくてもいいよ。してもいいし、しなくてもいいから、まあ、とりあえずこれ、見るだけ見といて。質問してもよろしいでしょうか入社後の研究について教えていただけますでしょうかこの職種で認められるスキルについてもう少し詳しくお聞きしたいのですが、それこのようにの無理やろな。まあ、そうまるしんじろ、本日はお忙しい中、貴重な時間をいただき、誠にありがとうございました。ぜひ、御社で働きたいと思っております。それでは、失礼いたします。それものよりやはだしわいの。